မြန်မာနိုင်ငံရေးဇက်ခုံကိုအခုလောက်ခတ်နေတာကတော့ရခွန်တက်တော်ရဲ့မယုံနိုင်စရာအောင်မြင်မှုတွေပါပဲဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာရှိနေတဲ့ရုပ်ဝက်ဆန်းကျဲတဲ့ခေါင်းဆောင်တယောက်ရှိတယ်အဲ့ဒါကတော့ထုံးမြင့်နိုင်ဖို့ဆိုတော့သူဟာစစ်ဘရင်တယောက်လားဒါမှမဟုတ်အနာဂတ်ရဲ့နိုင်ငံစီးဖို့တဲ့ပြည်သူဖြစ်လာမှာပါဒီအကြောင်းကိုပဲကျွန်တော်တို့အတူတူစမ်းစစ်ကြည့်ကြရအောင်ဟုတ်ပါတယ်အဓိကမေခုံးကကြပါပဲ2080လောက်ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံမှာလေတက်တန်း15နှစ်ပဲရှိသေးတဲ့ဖွဲ့တစ်ခုကအာရှမှာတက်တန်းရှည်ဆုံးစစ်တပ်ကြီးတစ်ခုကိုအခုလိုအပြင်းထန်စိန်ခေါ်နိုင်နေတာဘယ်လိုဖြစ်နိုင်မှာလဲဒါကတကယ့်ကိုအပြေရှာရမယ့်ပု္ပ္ပစာတစ်ခုပါပဲကဲဒီဇလန်ကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်အပိုင်းလေးပိုင်းနဲ့သွားကြည့်ကြရအောင်ပထမဆုံး AA ရဲ့ထူးခြားတဲ့ဖြစ်စဉ်ကိုကြည့်မယ်ပြီးရင်သူတို့ရဲ့ဗျူဟာကဘာလဲဆိုတာကိုချပြမယ်အဲ့ဒီနောက်မှာတော့အောင်မြင်မှုကနေပေါက်ဖွာလာတဲ့ထောင်းချောက်တွေကိုလေ့လာပြီးတော့နောက်ဆုံးအနေနဲ့သူတို့ခေါင်းဆောင်ရဲ့အဆုံးဖြတ်ပေးရမယ့်ရွေးချယ်မှုကြောင်းကိုဆွေးနွေးသွားပါမယ်ကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်ထူးခြားဖြစ်စဉ်အင်နာစုတစ်တစ်ခုပေါ်ထွက်လာခြင်းမှာပြောရရင်အခေါင်ရတက်တော်ဟာဘဲကနေဘလို့ရောက်လာပြီးတော့စစ်မြေပြင်ကိုလွှမ်းမိုးသွားတာလဲဆိုတာကိုအရင်ဆုံးကြည့်ကြတာပေါ့တခြားတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေကဆယ်စုနှစ်တွေနဲ့ချီပြီးတိုက်ပွဲဝင်ခဲ့ကြရတာပါဒါပေမဲ့ AA ကတော့အိုးဝတ်စရာပဲ15နှစ်ပဲကြာတယ်အဲ့ဒီအချိန်တိုလေးအတွင်းမှာတခြားအဖွဲ့တွေမရနိုင်ခဲ့တဲ့အောင်မြင်မှုကိုသူတို့ရယူသွားတယ်ဒီဖြစ်ရက်ကမြန်မာပฏิပတ်ခမြေပုံတစ်ခုလုံးကိုပြောင်းပြန်လန်လိုက်တယ်လို့ပါပဲခိုးစေရခိုင်နှုံးကျော်ဒါကနေတဲ့ပမာဏမဟုတ်ဘူးနော်ပင်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်လိုက်နိုင်တာပါအရေးကြီးတာကဒီအောင်မြင်မှုဟာစစ်ကောင်စီရဲ့ငါတို့ကဘယ်တော့မှမရှုံးဘူးဆိုတဲ့နှစ်ပေါင်းများစွာတိဆောက်လာတဲ့ဒဏ္ဍာရီကိုတဆက်စီရိုက်ချုပ်လိုက်တာပါပဲဒါဆိုဒုတိယပိုင်းကိုဆက်ကြည့်အောင်ဖြူဟာရှင်လဲစားမှုနဲ့စီကန်ရီမိုက်စတာတဲ့ဟုတ်ပါတယ်ဒီလိုအောင်မြင်မှုမျိုးကကံကောင်းလို့ရလာတာမဟုတ်ဘူးသူနောက်ွယ်မှာမျိုးဆက်တဲ့ခေါင်းဆောင်တယောက်ရဲ့အင်မတန်ထက်မြက်တဲ့ကစားကွက်တွေရှိနေပါတယ်သူကိုယ်တိုင်ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ကျွန်တော်တို့ကတေးသေးချာချာနဲ့စနစ်တကျလုပ်ရတယ်မရက်မနာအလွန်ပင်ပန်းစွာနဲ့လုပ်ရတဲ့အခြေအနေမျိုးပဲတဲ့ဒီစကားမှာပဲသူတို့ရဲ့အောင်မြင်မှုလိုအပ်ချက်ကိုတွေ့နိုင်ပါတယ်စစ်ကောင်စီကလုံးဝကိုအထင်သေးခဲ့တဲ့အချက်ပေါ့အဲ့ဒါကတော့မမောမပန်းနိုင်တဲ့စနစ်တကျချင်းကပ်မှုပါပဲသူကရှေ့ကလူကြီးတဲ့ရဲ့အမားတွေကနေတေးသေးချာချာသင်ခန်းစာယူခဲ့တယ်စစ်တပ်ကတိုင်းရင်းသားခေါင်းဆောင်ဟောင်းတွေကိုဘလို့အခွဲပြေးတဲ့ဖန်တီးပြီးသူတို့ရဲ့အားနည်းချက်တွေကိုဘလို့အသုံးချခဲ့တယ်ဆိုတာကိုသူမြင်ဒါကြောင့် AA ရဲ့ခေါင်းဆောင်ပိုင်းကိုစစ်တပ်အတွက်လုံးဝဖတ်လို့မရတဲ့ပိတ်ထားတဲ့စောက်တုပ်လို့ဖြစ်အောင်သူဖန်တီးခဲ့တာပါသူရဲ့လဲစားမှုကစားကွက်ကတော့တကယ်ကိုလက်ဖျားခါလောက်ပါတယ်2023အောက်တိုဘာ23စစ်စင်ရေးမတိုင်ခင်အထိရခိုင်မှာညီးကျန်းနေတဲ့အောင်ဟန်ဆောင်ထားခဲ့တဲ့အဲ့ဒီအချိန်မှာချင်းပြည်နယ်ကနေတက်တွေလက်နက်တွေကိုရခိုင်ထဲကိုဘယ်သူမှမသိအောင်လျှို့ဝှက်ကြီးရွှေ့နေခဲ့တာအံ့ဩစရာကောင်းတာကစစ်ကောင်စီကိုတောင် AA ကိုအကြမ်းဖက်ဖွဲ့စည်းရေးကနေပယ်ဖျက်ပေးဖို့စီယုံနိုင်ခဲ့သေးတယ်2021အာဏာသိမ်းပြီးနောက်ပိုင်းဘာလတကိုလာစစ်နေချင်းကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီအာယုံလွဲနေတော့သူကသူ့ရဲ့အစစ်အင်အားကိုတေးသေးကလေးတိဆောက်သွားတာပါပြီးတော့ဒီအချက်ကလည်းတော်တော်လေးအရေးကြီးတယ်တရင်အချက်လက်စီကံပါAAဘက်မှာဆိုရင်ထုတ်ပြန်ချက်တွေတရင်တွေအားလုံးကတရားဝင်ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခတယောက်စီကပဲထွက်ခေါင်းဆောင်ပိုင်းကလူမှုကွန်ရက်မှာလုံးဝတိတ်ဆိတ်နေတာတခါမှ PDF တွေလို့အဖွဲ့တွေကြတော့တပ်ဖွဲ့အလိုက်ရန်ပုံငွေကဆိုရှယ်မီဒီယာမှာမကြာခဏ posting ကြတော့သူတို့ရဲ့လှုပ်ရှားမှုတွေနေရာတွေကိုစစ်ကောင်စီဘက်ကအလွယ်တကူထောက်လန့်လို့ရသွားစေတယ်ဒီလိုတရင်ထိန်းချုပ်မှုဟာ AA ကိုဖြူဟာရာခမရခတ်တဲ့အင်အားစုတစ်ခုဖြစ်စေခဲ့တာပါပဲကဲအခုတတိယပိုင်းကိုရောက်လာပါပြီအောင်ပွဲရဲ့1663ခုစစ်မြေပြင်အသစ်ဆိုတော့စစ်မြေပြင်မှာနိုင်တာကတစ်ပိုင်းပေါ့အဲ့ဒီအောင်ပွဲတွေကပဲနိုင်ငံရေးနဲ့ဂုံတက်ခါပိုင်းမှာပို့ပြီးတော့အနေအများရဲ့စစ်မျက်နှာတစ်ခုကိုဖွင့်လိုက်တယ်လို့ဖြစ်လာပါတယ်သူတို့အာဏာကိုခိုင်မာအောင်လှုပ်ဆောင်နေတဲ့အချိန်မှာပဲနိုင်ငံတကာအတိုင်းအဝိုင်းမှာသူတို့ကိုတရားမဝင်ဖြစ်အောင်ပြည်တွင်းမှာလည်းမတည်ငြိမ်အောင်ဖန်တီးထားတဲ့ကြီးမားတဲ့1603ဟိုကိုရင်ဆိုင်လာရပါတယ်အဲ့ဒါတွေကတော့ယိုဟင်ဂျာအရေးမူရစ်စေဝါဆွဆွဲချက်နဲ့ပထဝီနိုင်ငံရေးဖိအားတင်မှာပဲပထမဆုံး1600ကတော့အားလုံးတိကျတဲ့အတိုင်းအင်မတန်ရှုပ်ထွေးပြီးအန်ဒဲများတဲ့ယိုဟင်ဂျာအရေးပါဘူတီထောင်မှာအစုလိုက်အပြုံလိုက်တက်ဖြစ်မှုရှိတယ်ဆိုရဲဆွဆွဲချက်တီထွက်ပေါ်လာတယ်ဒီလိုဆွဆွဲချက်မျိုးက AA ရဲ့နိုင်ငံတကာမှာတရားဝင်မှုအတွက်အကြီးမားဆုံးထိုးနှက်ချက်ဖြစ်နိုင်တယ် AA ဘက်ကတော့ဒါကိုပြင်းပြင်းထန်ထန်ငင်းပြီးတေဆုံးသူတွေဟာစစ်ကောင်စီတပ်သားတွေဖြစ်တယ်ဆိုရဲတက်တီတွေနဲ့တံပြန်ချီပေးနေရပါတယ်ဒါပေမဲ့ तू ကငင်းယုံမယ်ငင်းနေတာမဟုတ်ဘူးအရန်ကို view ဟာကြတဲ့နိုင်ငံရေးခြေလှမ်းတွေလမ်းလာတာကိုတွေ့ရတယ်ဥပမာဒေါန်ဆန်းစုကြည်ရဲ့တားနဲ့ online မှာတွေ့ဆုံပြီးယူရင်ဂျာရေးမှာတူမကိုလိုက်လဲစစ်တပ်ရဲ့ထောင်ချောက်ထင်းမှာပိတ်မိနေခဲ့တာမျိုးဖြစ်နိုင်တယ်လို့အရေးအမြဲပြောခဲ့တယ်
နောက်ပြီးယူရင်းကြတဲ့အဓိကနေထိုင်တဲ့မောင်တော်မျိုးကအကြီးဆုံးဘေလီကိုသူ့ကိုယ်တိုင်တော့ဖွင့်ပေးခဲ့တယ်။အငင်းပွားနေတဲ့ဒေသကရွာသားတွေကိုလည်းဘေးလွတ်ရာရွှေ့ပြောင်းပြီးထောက်ပံ့မှုတွေလုပ်ခဲ့တယ်။ဒါတွေအားလုံးကနိုင်ငံရေးအရာအများကြီးအဓိပ္ပာယ်သက်ရောက်တဲ့လှုပ်ရှားမှုတွေပါ ဒုတိယထောင်ချက်ကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းဒီပါကြုံရတဲ့မူရစ်စေဝါဆလန်ပါပဲဘင်္ဂလားဒေ့ရှ်နဲ့ချားဆောင်တက်က AA ကိုမူရစ်စေဝါကုန်ကူးတယ်လို့ဆွဆွဲပါတယ်ဒါကစစ်ကောင်စီရဲ့ဝါရဖြန့်ချီရေးနဲ့လည်းတက်တန်တီးထွန်နေတာပေါ့AA ဘက်ကလည်းဒီတိုင်းကြီးမခံပါဘူးဘင်္ဂလားဒေ့ရှ်တောက်ခွဲဒီကိုလိုင်းကမူရစ်စေဝါနဲ့လူကုန်ကူးမှုတွေမှာတိုက်အိပ်ပါဝင်နေတဲ့စစ်သွေးကြွတွေကိုထောက်ပံ့နေတဲ့ဆိုပြီးပြင်းပြင်းထန်ထန်တံပြန်ဆွဆွဲလိုက်ပါတယ် နောက်ဆုံးတတိယထောင်ကြောက်ကတော့ပထဝီနိုင်ငံရေးဖိအားပါစစ်ကောင်စီကရခိုင်ပြည်နယ်မှာရှိတဲ့ကျယုံနဲ့အင်ဂျီယာရဲ့စီးပွားရေးအကျိုးစီးပွားတွေကိုအတုံးချလာတဲ့ကလားတန်စီမံကိန်းတို့ကြောက်ဖြူရည်နဲ့စိတ်ကန်းတို့လိုစီမံကိန်းကြီးတွေကို AA ကချင်းချောင်းနေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံတကာဖိအားတွေ AA ပေါ်ကြားရောက်လာအောင်ဖန်တီးနေရပါ ကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီခေါင်းဆောင်တူဦးရဲ့ရွေးချယ်မှုဗိုလ်ချုပ်တယောက်ကနေအမျိုးသားခေါင်းဆောင်တယောက်ထည့်လာနိုင်မလားဆိုတော့အဓိကအချက်ကရှင်းရှင်းလေးပါစစ်ရေးမှာတော့သူ့ရဲ့ချင်းကိုသူတက်တည်ပြီးသွားပြီအခုသူရင်ဆိုင်ရမှာကနိုင်ငံရေးစစ်မျက်နှာကစမ်းတက်မှုပါပဲ မြန်မာခေါင်းဆောင်မှုအတွေးခေါ်မှာအစွမ်းနှမျိုးဆိုတာရှိပါရဲ့တစ်ခုကလက်ယုံရီဒါကတိုက်ပွဲကိုအနိုင်တိုက်နိုင်တဲ့စစ်ရေးအင်အားပေါ့နောက်တစ်ခုကနှလုံးရီဒါကတော့နိုင်ငံတစ်နိုင်ငံလုံးကိုဥဆောင်နိုင်တဲ့ကိုချင်းတရားစိတ်တဘောထားကြီးမြတ်မှုနဲ့ဉာဏ်ပညာပါစစ်သူကြီးတယောက်ကနေနိုင်ငံဘရိုတယောက်ဖြစ်ဖို့ဆိုရင်လက်ယုံရီတစ်ခုတည်းနဲ့မြည်ရတော့ဘူးနှလုံးရီကိုပါပြတတ်နိုင်ဖို့လိုလာပါပြီ ဒီနေရာမှာတမိုင်းရဲ့ထူးခြားတဲ့တိုက်ဆိုင်မှုအခုကိုတွေ့ရတယ်1988မှာဒေါအောင်ဆန်းစုကြည်ကအသက်43နှစ်နဲ့နိုင်ငံရေးခရီးကိုစတင်ခဲ့တဲ့နှလုံးရည်တဲ့ပြာရုပ်အခုဖြစ်လာခဲ့တယ်။အဲ့ဒီချိန်မှာထွန်းမြတ်နိုင်က10နှစ်သားလေးပဲရှိသေးတယ်။အခုဒီနေ့မှာတော့ထွန်းမြတ်နိုင်ဟာအသက်46နှစ်ဝန်းကျင်ဒေါအောင်ဆန်းစုကြည်နဲ့အသက်တူရွယ်တူနီးပါးအချိန်မှာပဲသူ့ရဲ့ခေါင်းဆောင်မှုစံတတ်မှုကိုရင်ဆိုင်နေရတဲ့တန်းကိုထွားတဲ့စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်နေပါပြီ။မျိုးဆက်တစ်ခုရဲ့အပြောင်းလဲကိုမြင်နေရတာပါ။ ဒါကြောင့်သူ့ရဲ့ရှေ့ဆက်မဲ့ခြေလံတိုင်းဟာရခိုင်ပြည်နယ်တစ်ခုတည်းရဲ့အနာဂတ်ကိုမဟုတ်ပဲမြန်မာနိုင်ငံတစ်ခုလုံးရဲ့အနာဂတ်ကိုပါပုံဖော်သွားနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးစဉ်းစားစရာမေးခွန်းတစ်ခုနဲ့ပဲနှီးကုန်းချုပ်ချင်ပါတယ်။သူဟာလူမျိုးတစ်မျိုးတဲ့အထက်ခေါင်းဆောင်ကဖြစ်ပဲတမိုင်းတွင်ကျင်ရမလား။ဒါမှမဟုတ်အစိတ်စိတ်အမျော်အမျော်ဖြစ်နေတဲ့နိုင်ငံတစ်နိုင်ငံလုံးကိုစူးစီးနိုင်တဲ့အမျိုးသားခေါင်းဆောင်တစ်ယောက်အဖြစ်တမိုင်းသိရေထိုးသွားနိုင်မလားဆိုတာပါပဲ။